Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကူချင်း football show ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဗီဒီယိုလေးတွေမရိုက်တာကြာပြီမအားတာလည်းပါတယ်ဒီနေ့ထားမှာကျွန်တော်ဘောလုံးသတင်းလေးတွေတင်ဆက်ပေးမယ်ပြောပြီးမှဂရိမတီဘူးဒီကြားထဲမှာဂရိပြက်နေတာများတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ချစ်တော်ကြီးမန်ယူသတင်းလေးနဲ့ပြန်လဲတင်ဆက်ပေးမယ်ပေါ့နော်မန်ယူသတင်းဘာတွေထူးကြလဲကျွန်တော်မန်ယူအခြေအနေဘယ်လိုတွေရှိလဲဆိုတာထက်အခုhot ဖြစ်နေတဲ့သတင်းလေးကိုကျွန်တော်ပထမဆုံးတင်ဆက်ပေးမှာပါ။ဘာသတင်းလေးလဲဆိုတော့ကျွန်တော်တို့Uber အတိုင်ကစားသမားကုညာကိုတိုက်စစ်မှုကိုကျွန်တော်တို့ပုံကိုယ်သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့သတင်းတွေထွက်နေတယ်ပေါ့နော်။ Pharmacy မှာကျွန်တော်တို့64ရာခိုင်နှုန်းဒီခုံနံမှုလားလားအရှိဆုံးအသင်းအနေနဲ့ကျွန်တော်နံပါတ်1ပြေးနေတယ်ပေါ့နော်။ဒီကစားသမားကိုလိုချင်တဲ့ Premier League အသင်းတွေကအများကြီးပဲကျွန်တော် Newcastle, Arsenal, Spursအစုံ Nottingham Forest ပေါ့နော်ဒီကစားသမားဘယ်ရောညာရော Nero number 10 row ကျွန်တော်တို့ဒီ 479ပေါ့နော်တိုက်စစ်မှုလုံးဝအပြောက်အနေနဲ့ကစားတဲ့နေရာမှာရောအစုံကစားလို့ရတယ်ဒီ Brazil တိုက်စစ်မှုကအသက်က25နှစ်ရှိပြီဒီယာဒီသူ့ရဲ့ဂိုးပါဝင်ပတ်သက်မှုကကြတော့ဂိုးပေါင်း20 16ဂိုးသွင်းပြီးမှ4ဂိုးဖန်တီးထားတဲ့အနေအထားမှာကျွန်တော်တို့ Manchester United နဲ့သဘောတူညီမှုရလို့နေပါဖြစ်နေတဲ့အနေအထားပေါ့နော်ကစားသမားကလည်း Manchester United ကိုပြောထားတယ်သူခေါ်ခြင်းတီတီကြကြဒီ9လပိုင်းကို6လပိုင်းကိုပေါ့နော်9လပိုင်းနဲ့6လပိုင်းကြားထဲမှာအတိအကျပြောပေးဖို့သူ request လုပ်ထားတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ Manchester United ကဒီကစားသမားကိုတကယ်လဲကျွန်တော်တို့နီးပြရဲ့ကစားကွက်နဲ့ပေါ့နော်အဝင်မဲ့ကစားသမားလို့လဲထင်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ် Nero number 10 row လည်းကစားလို့ရတယ်ကျွန်တော်တို့အခု White Line number 9 row မှာလည်းသူတင်ကစားလို့ရတယ်ဘယ်ချမ်းဆော့မလားညာချမ်းဆော့မလားအကုန်အဆင်ပြေတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကျွန်တော် Amorim နေနဲ့ဒီကစားသမားကိုလိုချင်တာလည်းဖြစ်တယ်အသက်အရွယ်ကလည်း25နှစ်ဆိုတော့ဘာပဲဖြစ်ဖြစ်သူ့ရဲ့ prime time မှာသူအနေထားအရာပေါ့နော်အကောင်းဆုံးအခြေအနေမှာဈေးနှုန်းကလည်းအခုဒီဖြစ်ပေါ်နေတဲ့ဈေးနှုန်းအနေထားနဲ့ဆိုတင်မြတ်တာတဲ့ဈေးပေါ့နော်သူ့ရဲ့ဘယ်လိုပြောမလဲကျွန်တော်တို့စာချုပ်ဖြတ်သိမ်းကြီးက62.5 တန်းလို့သိရတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ Manchester United ကဒီကစားသမားကိုဒီရော်ဂျီငွေကိုအပြည့်အဝပေးပြီးပဲခေါ်သွားမလားသို့မဟုတ်ဒီရော်ဂျီငွေထက်နည်းနည်းပို့ပေးပြီးမှဘယ်နှစ်ရက်ဆိုပြီးမှပေးသွားမလားဆိုတာကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာပါအဲ့အတွက်ကြောင့်ကစားသမားအခြေအနေကဘယ်လိုရှိလဲကစားသမားအခြေအနေကတော့ခုလက်တလုံးမှာတော့ဗျာဥပန်းတန်းမှာ तू ကလုံးဝတော့ဖြစ်နေတဲ့ကစားသမားဆိုကွင်းတွင်ဆွမ်းဆောင်ရည်ဒီကစားပုံဘာညာတော့ပြောကြမလို့ဒါပေမဲ့သူ့ရဲ့ attitude ပေါ့နော်ဒီစိတ်သက်လေးကတော့နည်းနည်းကြိုက်เสียတော့နည်းနည်းမရှိဘူးပေါ့ဗျာကွင်းတွင်းထဲမှာသူ့ကို target ထားပြီးမှကစားမယ်သူ့ကိုပဲဘောလုံးပေးရမယ်သူ့ကိုပဲဖန်တီးပေးရမယ်ဆိုတဲ့အနေအထားလေးတွေတော့ရှိတယ်ဒါပေမဲ့ဝူဘန်တန်မှာပဲအဲ့စိတ်သက်ကိုထားခဲ့ပြီးမှကျွန်တော် Manchester United ကိုလာမယ်လို့လည်းမျှော်လင့်မိရပေါ့နော်ဘလောက်ပဲဗျာဇာသမားတယောက်ဘလောက်ပဲခြေစွမ်းကောင်းကောင်းဗျာဒီသူတို့ရဲ့စိတ်ဓာတ်မကောင်းရင်တော့ရောက်တဲ့နေရာမရောက်ဘူးဘယ်လိုပြောမလဲခြေစွမ်းပြတဲ့တလောက်မပြောက်ပေါ့ဗျာအဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲကျွန်တော် Manchester United ကိုရောက်ခဲ့ရင်အဲ့စိတ်ဓာတ်လေးကိုထားခဲ့ပြီးမှအတင်းအတွက်ပေးဆက်မဲ့ကစားသမားဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အဲ့အတွက်ကြောင့်ဘလို့ချင်းနေမှာရှိသွားမလဲကျွန်တော်တိုက်စစ်မှာအခုလောဆယ်ကျွန်တော် Manchester United တိုက်စစ်မှာဒီယာဒီမှာဆိုရင် Russo ကိုအငှားချထားတယ်ကျွန်တော် Sancho ကိုအငှားချထားတယ်ကျွန်တော်တို့ Antonio ကိုအငှားချထားတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီ Sancho ကိုလည်းပေါင်25တန်းနဲ့ Chelsea ကမဖြစ်မနေဝယ်ယူရမယ်ဒါပေမဲ့ချွင်းချက်အနေနဲ့ပေါင်5တန်းကြော်ကြီးပေးပြီးမှ Manchester United ကိုပြန်ပို့နိုင်တဲ့အနေအထားလည်းရှိတယ်ဒါပေမဲ့အခုလက်ရှိပြတ်သားနေတဲ့ခြေစွမ်းအရာပေါင်25တန်းနဲ့ဝယ်ပြီးမှနောက်တင်းကိုရောင်းနိုင်မဲ့အနေထားလည်းရှိရပေါ့နော် Chelsea ကကျွန်တော်တော့ဘူးလေလက်ထက်မှာစီးပွားရေးဈေးကွက်မြင်တဲ့အနေထားမှာရှိတော့အဲ့လိုပဲလောက်ပါစေလို့ကျွန်တော်ဒီညနေမှာဆုတောင်းပါတယ်ကျွန်တော်ဘတ်တစ်မှာကျွန်တော်အန်တိုနီဒီအထိုက်လျောက်ပေါ့ခြေစမ်းပြနေတယ်အဲ့အတွက်ကြောင့်ဘတ်တစ်ကတော့ဒီအန်တိုနီကိုပေးချင်နိုင်တဲ့ငွေကြီးပမာဏတော့မရှိဘူးပေါ့ဗျာဘာပဲပြောနောက်100ဒီအငါထက်ခေါ်မလားဒါမှမဟုတ်အပြီးသက်ပဲနောက်တင်းနဲ့ပြောင်းရွှေ့သွားမလားဆိုတာတော့ကျွန်တော်ဒီလာမဲ့နေရာတွေပြောင်းရွှေ့မှာသိရမယ်ပေါ့နော်နောက်တစ်ယောက်ကဘာလဲကျွန်တော် Marcus Rashford ကျွန်တော်တို့ရဲ့ပင်တိုင်းထုတ်ကုန်ပေါ့နော်ကျွန်တော်တို့ Academy ကနေထွက်လာတယ်အတင်းအတွက်ပေးဆက်တယ်ဒါပေမဲ့ဒီနောက်ပိုင်းနှစ်တွေမှာကျွန်တော်ကိုဗစ်ကာလအလွန်နေမှာသူကဘောလုံးကစားခြင်းထက်
ကျွန်တော်လူမှုရေးကိစ္စတွေကိုပဲအားပေးပြီးမှလုပ်လာတဲ့အတွက်ကျွန်တော်ကွင်းတင်းဆန်းဆောင်တွေကြာလာတယ်ကျွန်တော်တို့ Manchester United ပရိသတ်တွေရဲ့မျက်မှောက်ချိုးခြင်းကိုခံရတယ်အဲ့အတွက်ကြောင့်မို့ပြီးခဲ့တဲ့ဇန်နဝါရီလပြောင်းရွှေ့မှာ Aston Villa ကိုကျွန်တော်တို့အငှားချလိုက်တယ်ပေါ့နော်အခုကန်ကောင်းကျွန်တော် Aston Villa မှာ Champion League တွေလည်းကစားရတယ် Premier League မှာလည်းခြေစွမ်းအထိုက်လျောက်ပြနေတဲ့အတွက် Aston Villa ကသူ့ကိုပေါင်တန်း40ဝန်းကျင်နဲ့ခေါ်မဲ့အနေထားမှလည်းရှိတယ်လို့ကျွန်တော်ဘောလုံးသတင်းတွေကနေရရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်ခါနာချူပေါ့နော်ခါနာချူနဲ့ပေါင်တန်း40ရရင်ရောက်မယ်လို့ကျွန်တော် United ကဘယ်လိုပြောလဲဈေးကွက်တင်ထားတဲ့အနေထားပေါ့နော်အဲ့အတွက်ကြောင့်တိုက်စစ်မှာကျွန်တော်လူမရှိတော့တဲ့အနေထားမှာကျွန်တော်တို့ညာရောက်လာရင်လဲမခေါင်းပေါ့ဗျာတကယ်ခြေစွမ်းကောင်းတဲ့ကစားသမားပါစိတ်သက်ပိုင်းကတော့နည်းနည်းလိုအပ်ပေမဲ့ခြေစွမ်းပိုင်းကတော့တကယ်ကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပါရောက်ခဲ့ရင်လည်းကျွန်တော်ဝမ်ပန်းတရာအကျူဆိုမှာပါနောက်တစ်ယောက်ကျွန်တော်သတင်းထွက်တာတော့အိုစီမန်ပေါ့နော်အိုစီမန်ကပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော် Manchester United နဲ့ပုံကိုယ်ရေးသဘောတူညီမှုရရှိသွားပြီနာပိုလီနဲ့ပြောင်းရွှေ့ခြေသားကျွန်တော်တို့ညှိယူရမယ်ဆိုပြီးမှသတင်းအများစုကတက်လာတယ်ပေါ့နော်ဒါလည်းစောင့်ကြည့်ရမယ်အနေထားပါကျွန်တော် Manchester United ဒါကျွန်တော်ဒီ Champion League ဝင်ခွင့်ဒါဆုံးရှုံးသွားမယ်ဆိုရင်တော့ဒီကစားသမားတိုက်စစ်ကစားသမားတွေကိုရောင်းချပြီးမှဝယ်ယူနိုင်မဲ့အနေထားပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီ Europa League မှာကျွန်တော်တို့ Champion ဖြစ်ပြီးမှ Champion League ဝင်ရရင်တော့ဒီကစားသမားတွေပေါ့နော်အထိုက်လျောက်ရောင်းတဲ့ကစားသမားရောင်းထားတဲ့ကစားသမားထားပြီးမှကုညာရောအိုစီမန်ကိုဝင်နိုင်မဲ့အနေထားပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီယာဒီနွေယာဒီ target ကကစားသမားကျွန်တော်ဝယ်ယူမဲ့စရင်ပေါ့နော်ကိုသမားတယောက်မဖြစ်မနေဝယ်မယ်ကျွန်တော်တို့ပေါ့နော်ကွင်းလယ်လူတယောက်မဖြစ်မနေဝယ်မယ်တိုက်စစ်မူတယောက်မဖြစ်မနေဝယ်မယ်ဆိုပြီးမှသတင်းတွေထွက်နေပါတယ်အဲ့အတွက်ကြောင့်ဒီကုညာကတော့ဗြဟ္မအောင်ဆုံးကျွန်တော်တို့ဒီလာမဲ့ယာဒီအတွက်အနည်းဆက်ဆုံးခေါ်ယူမဲ့ကစားသမားလည်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကိုညီကိုတွေရောဘယ်လိုနေထားမှာဘယ်လိုချင်းနေမှာဘယ်လိုဖြစ်သွားမလဲဆိုတာကျွန်တော် comment အောက်မှာဖြစ်ဝင်ရောက်ဆွေးနွေးသွားကြပါအောင်လို့ကျွန်တော်ဒီနေရာလေးမှာမေတ္တာရက်ခံချင်ပါတယ်တကယ်လို့ရောက်လာခဲ့ရင်ရောအနေထားဘယ်လိုရှိမလဲကိုညီကိုတွေဝင်ရောက်ဆွေးနွေးသွားကြပါအောင်အားလုံးပဲပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်လေးပတ်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်နောက်သတင်းတွေလည်းကျွန်တော်update ဖြစ်အောင်အမြဲတမ်းတင်ဆက်နိုင်အောင်ကြိုးစားသွားပါမယ်လို့ဒီညနေမှာပြောချင်ပါတယ် like and share လေးနဲ့လည်းကူညီပေးပါအောင်ကျွန်တော် YouTube မှာအားပေးတဲ့ညီကိုတွေလည်း like and subscribe လေးလည်းအားပေးကြပါအောင်လို့ကျွန်တော်ဒီညနေမှာမေတ္တာရက်ခံချင်ပါတယ်အားလုံးပဲ good luck ပါ